အားလုံးပဲမင်္ဂလာပါခင်ဗျာ Mr. Supra National မြန်မာ2026ရဲ့ Supra Challenge Semi Final နေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်လည်းအခုတရှိနေတာကတော့ Supra Challenge Group Winner A မှုတုံကောင်းချင်းတည်ကြည်ပဲဖြစ်ပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါဟုတ်မင်္ဂလာပါကို Congratulations ပါညီလေးခံစားနေရတယ် Group ကျွန်တော် Group ဝင်ထားပါเนาะ announce လုပ်လိုက်တဲ့အချိန်မှာအရန်ပျော်သွားတယ်အရန်လည်းဝမ်းသာတယ်ပေါ့เนาะကျွန်တော်ကလည်းဒီ Supra Chat မှာလုံးဝ top 3 အထိတက်ချင်တယ်ဆိုပြီးတော့ prepare တွေလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့အရင်အခုလိုမျိုးတကယ် officially တက်သွားတဲ့အချိန်မှာအရင်ဝမ်းသာပါတယ်ခင်ဗျာ Congratulations ပါညီလေး Okay ကျွန်တော်တို့အခု Group A winner ပေါ့နော်ဒါကျွန်တော်နဲ့အတူတချင်းတာကောင်းရှင်းတည်ကြည်ပဲဖြစ်ပါတယ်၄ယောက်ကျွန်တော်တို့ရွေးလိုက်တယ်ပေါ့နော်ကျွန်တော်တို့Group A Group B Group C နဲ့ White Cat winner တယောက်ကိုကျွန်တော်တို့ထပ်မှန်ရွေးချယ်လိုက်ပါတယ်မိကုန်းတူ၄ခုကိုကျွန်တော်တို့မြင်မြန်သွားမှာပဲဖြစ်ပါတယ်ဆိုတော့အကုန်လုံးကမိကုန်းအတူတူဖြည့်ဆွေးရမှာပေါ့နော်ဆိုတော့ညီလေးလည်းမိကုန်း၄ခုဖြည့်ဆွေးရမှာပေါ့အဲ့တော့ဖြည့်ဆွေးခြင်းက45မိနစ်45စက္ကန့်ရရှိမှာပေါ့နော်ညီလေး Okay ဆိုတော့ပထမဆုံးမိကုန်းကိုမေးပါမယ်အဲ့ဆိုလူစိုးတယောက်နဲ့လူကောင်းတယောက်ရဲ့ကွာခြားချက်ကဘာဖြစ်မလဲညီလေးလူစိုးတယောက်နဲ့လူကောင်းတယောက်နဲ့ကွာခြားချက်ပါဆိုလို့ရှိရင်တော့လူစိုးရဲ့တယောက်မှာဆိုရင်လည်းသူဒီစိုးရမယ်ဆိုတော့အကြောင်းပြချက်တစ်ခုရှိနေလို့ပေါ့နော်သူဒီမှာလည်းအကြောင်းပြချက်မရှိဘဲနဲ့သူ့ရဲ့ mindset ကစိုးနေမယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးလူကောင်းတယောက်နဲ့စုံလာမယ့်အချိန်မှာလူစိုးတွေရဲ့ဒီကျွန်တော်တို့ပုံမြင်ဇလန်းတွေအရာတော့လူကောင်းကတော့အမြဲနိုင်တယ်ဆိုပေမဲ့အပြင်မှာလူစိုးတွေနိုင်သွားတာလည်းအများကြီးတွေ့မြင်နေရတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်အနေနဲ့ပြောချင်တာကိုဒီလူစိုးပဲဖြစ်ဖြစ်လူကောင်းပဲဖြစ်ဖြစ်ဘယ်လိုနေရာမှာပဲဖြစ်နေပါစေကိုလုံးနေတဲ့အလုပ်ပေါ်မှာတိတိကျကျနဲ့မှန်မှန်ကန်ကန်လုပ်ဖို့ကအရေးကြီးပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျကျေးဇူးပါနောက်ထပ် second questions ကိုအကုန်မေးပါမယ်ဆိုတော့ Korea society ထဲမှာ education ကဘာကြောင့်မို့အဓိကအရေးကြီးတဲ့ foundation တွေတွေကတစ်ခုဖြစ်တယ်လို့ညီလေးယူဆပါလဲဟုတ်ကျွန်တော်တို့ဒီစံပြပုံပုံကောင်တယောက်တည်းဖြစ်ရှင်ကြတယ်ဆိုတာအားလုံးရဲ့ဒီ contestant တွေအားလုံးရဲ့ dream ပေါ့နော်ဒီလို beauty patient မှာ beauty king ဆိုတဲ့အရာတွေကကျွန်တော်တို့တွေအားလုံးမှာအရေးကြီးတဲ့လက်စုပ်လက်ကင်ပြထားရမယ့်အရာတစ်ခုဒီကျွန်တော်တို့ရဲ့ education level တစ်ခုပြသနိုင်ရမယ်ပေါ့နော်ဒါမှသာလျှင်ကျွန်တော်တို့ဒီ education နဲ့ပတ်သက်တဲ့ educated person တယောက်ဒီဒါ leading လုပ်နေပါတယ်ဆိုတဲ့အရာကိုပြသချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ education တွေလည်းကျွန်တော်တို့ beauty patient industry သို့မဟုတ်တခြားသော level industry တွေအားလုံးမှာလည်းဒီလို education နဲ့ educated person တွေနေရာတိုင်းမှာလေနေရာရောက်တယ်ဘောင်ဝင်တန်းဝင်တယ်ဆိုတဲ့အရာတွေဖြစ်နေကြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ education တွေလည်းအရန်ကိုအရေးကြီးတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ခင်ဗျနောက်ထပ် third question မေးမယ်နော်ဆိုတော့ညီလေးတာ Mr. Supra National မြန်မာတရားဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်ဒီ title ကိုအသုံးပြုပြီးတော့တခြားသူတွေကိုဘယ်လို inspire လုပ်မလဲကျွန်တော်အနေနဲ့ inspire လုပ်ရှင်တာတော့ကျွန်တော်ရဲ့ဒီကျွန်တော် inspire လုပ်နေကြတဲ့အဓိကလူငယ်တွေပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော်ရဲ့အိမ်မက်ပေါ်မှာလုံးဝအိမ်မက်ကို coming true ဖြစ်လာအောင်ကျွန်တော်ဒီလှုပ်ဆောင်တဲ့လူငယ်တူဖြစ်တယ်ပေါ့နော်ထို့သောအတူပဲကျွန်တော်လိုပဲအနောက်ကကျွန်တော်ရဲ့ဒီညီငယ်တွေတငယ်ချင်းတွေပတ်ဝန်းကျင်မှာရှိတဲ့ဒီလို young generation အများစုဒီကျွန်တော် inspire ယူပြီးဘာလုပ်တင်လဲဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ပြီးဖြစ်နိုင်မှုအတွက်ကြောင့်မို့လို့ဘသူဘယ်ဝါကပဲမကောင်းတာတွေပဲဖြစ်စေကောင်းတာပဲဖြစ်စေအကြောင်းပြချက်မျိုးစုံပြပြီးပြောပြခဲ့နေတာမှကိုဘာဖြစ်နေလဲဆိုတာနေတိုင်းမှန်ပါကြည့်ပါကိုမေးပါမင်းကဘသူလဲဆိုတာကိုမေးပြီးတော့မင်းဖြစ်နေတဲ့မင်းအိမ်မှာကိုယ်တိုင်အကောင့်ပေါ်လိုက်ပါခင်ဗျကျွန်တော်ကတော့အဲ့ technique ကိုသုံးပြီးတော့ကျွန်တော်အခုဖြစ်နေတဲ့ကျွန်တော်ရဲ့အိမ်မှာဖြစ်တဲ့ Mr. Supranational platform တစ်ခုပေါ်မှာကျွန်တော်အခုဆိုရင်မရက်တည်နိုင်တဲ့ပြိုင်ပွဲဝင်ကောင်တစ်ခုတယောက်ဖြစ်နေပါပြီခင်ဗျ Last question ပေါ့နော်ဆိုတော့နောက်9နှစ်မှာဆိုလို့ရှိရင်ညီလေးဘယ်နေရာဘယ်လောက်ထိအောင်မြင်မှုတွေရောက်ရှိနေမယ်လို့ထင်လဲနောက်9နှစ်မှာဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒါဒီပြစ္ဆုတ်ပံဖြစ်သွားပြီပေါ့နော်ဒီအနာဂတ်မှာကျွန်တော်ဒီဘာတွေဖြစ်နေမယ်ဆိုတာကျွန်တော်အခုချိန်မှာတော့မမြင်ရသေးပေမဲ့အခုကျွန်တော်ရဲ့ကြိုးစားမှုတွေအနေနဲ့ကျွန်တော်ဒီပွဲမှာပဲဖြစ်ဖြစ်ဒီနောက်ထပ်ကျွန်တော်အထက်ပြီးလှုပ်ရှားမဲ့အမှုပညာလုပ်ဒီမှာပဲဖြစ်ဖြစ်ကျွန်တော်ဒီထပ်မှန်ပြီးတော့ကျွန်တော်ရဲ့ကြိုးစားခြင်းစိတ်ကိုကျွန်တော်ဘယ်တော့မှမလျှော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အနေနဲ့ပြောချင်တာလည်းကျွန်တော်ဒီနောက်9နှစ်မှာအောင်မြင်သည်သို့မဟုတ်ကြော်ကြားနေမဲ့ဒီအမှုပညာရှင်ကောင် Mr. ကောင်တယောက်ဖြစ်နေလိမ့်မယ်လို့ကျွန်တော်ကတော့မြင်မိပါတယ်ခင်ဗျဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ semi finalist 2ဖြစ်တဲ့ group A winner မှုတုံကနေပြီးတော့ဖြစ်ဆိုသွားတာပဲဖြစ်ပါတယ်သူနဲ့အတူကျွန်တော်တို့ကြံကြီးတော့ semi finalist တွေကိုကျွန်တော်တို့ judge score 50% နဲ့အတူကျွန်တော်တို့ဒီဇင်ဘာလ10ရက်နေ့မှာကျင်းပမယ် top model challenge မှာပရိသတ်တွေကိုယ်တိုင်ကိုယ်ကြလာရောက်ပုတ်ပေးနိုင်တဲ့အစီအစဉ်နဲ့ကျွန်တော်တို့super shot winner ကိုရွေးချယ်သွားမှာပဲဖြစ်ပါတယ် super shot winner ဟာဆိုလို့ရှိရင် grand final မှာ top 10အထိတက်ရောက်သွားမှာဖြစ်တဲ့အတွက်ဒီဇင်ဘာလ10ရက်နေ့ top model challenge မှာ super shot winner ကိုရွေးချယ်သွားမှာဖြစ်တဲ့အတွက်ပရိသတ်တွေကိုယ်တိုင်ကိုယ်ကြလာရောက်ပုတ်ပေးပြီးတော့အားပေးဖို့အတွက်ကျွန်တော်ဒီကနေဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Mr. Supra National မြန်မာ2026 Supra Shot Semi Finalist ပြိုင်ပွဲနဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်နဲ့အတူရောက်ရှိနေတာကတော့ Group B winner စစ်တွေငင်းသိမ်းမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီ semi finalist တွေကိုကျွန်တော်မေကွန်းအတူ၄ခုမေးမြန်းသွားမှာပဲဖြစ်ပါတယ်ဆိုတော့ပထမဆုံးမှာညီလေး congratulations ပါဆိုတော့ညီလေးဘယ်လိုခံစားနေရလဲညီလေးဟ
ကိုပေါ့နော်ဒီလိုမျိုးဝင်လာရအောင်တော့အရင်စူးစမ်းထားတယ်စူးစမ်းထားတဲ့အတွက်ဝင်လာရတော့အရင်တော့ဝင်တာပါတယ် โอเคပါညီလေးအဲ့ဆိုအကိုတို့ကညီလေးတို့ကိုဒီတခြားသော semi finalist တွေကိုမေကွန်းတို့လေးကူမိမယ်ပေါ့နော်ညီလေးမှဖြည့်ဆိုချင်း45စက္ကန့်ရရှိမယ်ပေါ့မေကွန်းတစ်ခုပထမဆုံးမေကွန်းစလိုက်မယ်ဆိုတော့လူဆိုးတစ်ယောက်နဲ့လူကောင်းတစ်ယောက်ရဲ့ကွာခြားချက်ကဘာဖြစ်မလဲညီလေး လူဆိုးတစ်ယောက်နဲ့လူကောင်းတစ်ယောက်ရဲ့ကွာခြားချက်ကအုတ်ထွေးသူထဲမှာပဲသက်ဆိုင်တာပါ အကိုရဲ့ society ထဲမှာ education ကဘာကြောင့်မို့လို့အဓိကအရေးကြီးတဲ့ foundation တွေတည်းတစ်ခုဖြစ်တယ်လို့ညီလေးထင်လဲ ဟုတ်အားကြောင့်ဒီဂျီပိုင်ဝင်းမှာပေါ့နော် education ကဘာကြောင့်အရေးကြီးလဲဆိုတော့ကျွန်တော်တို့ကပေါ့နော်မြန်မာနိုင်ငံကိုစားပြုတခြားနိုင်ငံကိုတောက်ရောက်ရှင်ပြန်ရတဲ့အချိန်မှာတယောက်နဲ့တယောက်စကားပြောတာတွေကအစား educate ဖြစ်ရမယ်ပေါ့နော်ဥပမာပညာတက်တဲ့သူနဲ့ပညာမတက်တဲ့သူနဲ့စကားပြောတာအစားအရာကွာခြားတယ်အဲ့ဒါကြောင့်မို့လို့ educate ကအရင်အရေးကြီးပါတယ် ညီလေးတာ Mr. Supranational တယောက်ဖြစ်မယ်ဆိုလို့ရှိရင်ဒီ title ကိုအသုံးပြုပြီးတော့တခြားသူတွေကိုဘယ်လို inspire လုပ်မလဲညီလေး ကျွန်တော်ဒါပေါ့နော် Mr. Supranational တယောက်ဖြစ်ရင်ကျွန်တော်ဟိုအရင်ကတည်းကလှုပ်လာတယ် How and Healy ဆိုရင် project ကိုဒီထက်မကပေါ့နော်မြန်မာနိုင်ငံရှိလူငယ်တွေအကုန်လုံးကိုချပြတော့ပါမယ်ဒီထက်ပေါ့နော်ကျွန်တော်အရင်ကရခိုင်မှာလှုပ်တယ်ဒါပေမဲ့ကျွန်တော်ဒါ Mr. Supranational မြန်မာတယောက်ဖြစ်ခဲ့ချင်းကျွန်တော်လှုပ်လာတဲ့ How and Healy ဆိုတဲ့ project ကိုမြန်မာနိုင်ငံရှိလူငယ်တွေအကုန်လုံးကိုပေါ့နော်ပို့ချတင်ကြပေးပါပါ နောက်ဆုံး the last ပေါ့နော်ဆိုတော့နောက်9နှစ်မှာဆိုလို့ရှိရင်ညီလေးကိုညီလေးဘယ်နေရာမှာဘလောက်အောင်မြင်မှုအထိရောက်ရှိနေမယ်လို့ညီလေးထင်လဲ ကျွန်တော်ကတော့ပေါ့နော်နောက်9နှစ်နေဘယ်လောက်ထိရောက်ရှိနေပြီဆိုတော့ကျွန်တော်အခုကနေစူးစမ်းနေတယ်အားအကြောင်းမို့လို့နောက်ပေါ့နော်ကျွန်တော်ကနေတိုင်းစူးစမ်းရဲအားအကြောင်းမို့လို့နောက်9နှစ်နောက်နေရင်ကျွန်တော်စူးစမ်းထားတဲ့နေရာပေါ့နော်ကျွန်တော်စူးစမ်းပြီးရလာတဲ့နေရာတစ်ခုကိုကောင်းကောင်းမွန်မွန်လေးရောက်နေပြီလို့ယုံကြည်ပါတယ် ဟုတ်ကဲ့ပါဒီဇင်ဘာလ10ရက်နေ့ Top Model Challenge ပြိုင်ပွဲမှာ Super Chef winner ကိုရွေးချယ်သွားမှာဖြစ်တဲ့အတွက်ပရိသတ်တွေကိုယ်တိုင်ကိုကြလာရောက်ပြီးတော့ပုတ်ပေးဖို့အတွက်ဒီကနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ Mr. Supranational မြန်မာ2020 Super Chef Challenge ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်လည်းအခုဒီရောက်ရှိနေတာကတော့ဒီ semi finalist တွေကိုတက်ရောက်သွားတဲ့ Group C winner ရန်ကုန် North ရှမ်းပြည်စော်ပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ညီလေးမင်္ဂလာပါဆိုတော့အဲ့တော့ Super Chef Challenge Group winner ဖြစ်သွားတော့ညီလေးရဲ့ခံစားချက်လေးကိုအရင်ပြောပြပါ ဟုတ်ကဲ့ရှေ့မှာတော့ Super Chat ကတော့ကျွန်တော်အကောင်းဆုံးအင်္ဂလိပ်ပြောပြီးတော့အကောင်းဆုံး presentation ကောင်းကောင်းနဲ့တော့လုပ်ပြခဲ့တယ် line ပေါ်ကနေပြီးတော့လည်းเนาะcorporate တွေအားပေးအောင်လည်းအများအတိုင်းဆုံးစူးစမ်းခဲ့တဲ့အတွက်ကြောင့်မလို့ရတဲ့အတွက်ကျွန်တော်ပြောပါတယ်ရှေ့ဆက်ပြီးတော့လည်းအကောင်းဆုံးထပ်ကြိုးသွားပါမယ်လို့ပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါညီလေးဆိုတော့အကိုတို့က semi finalist ၄ယောက်လုံးပေါ့နော်အကိုတို့က same question ၄ခုမေးသွားမယ်ပေါ့ညီတို့မှဖြေဆိုရင်45စက္ကန့်ရရှိမယ်ပေါ့နော်ကို first question မေးလိုက်မယ်ပေါ့လူစုံနဲ့လူကောင်းတစ်ယောက်ရဲ့ကွာခြားချက်ကဘာဖြစ်မယ်ထင်လဲညီလေး ဟုတ်ကျွန်တော်တို့လောကကြီးမှာပေါ့နော်အလင်းအမောင်အကောင်းဆိုးရှိတယ်ကောင်းတဲ့အဆိုအကြောင်းနဲ့ကြိုးစားလည်းအများနဲ့ရှိတယ်ဟိုအားကြောင့်မို့လို့လည်းရင်းနဲ့ရန်ဆိုတာဖြစ်ပေါ်လာတာလူကောင်းတဲ့လူဆိုဘယ်လိုခွဲရမလဲဆိုလို့ရှိရင်တော့သူ့ရဲ့လောက်ရက်ကဘယ်လိုတက်ရောက်လဲဆိုတာမျိုးနဲ့ကျွန်တော်တို့ခွဲခြားလို့ရပါတယ်လူကောင်းတစ်ယောက်ကသူ့ရဲ့အပြောဆိုအပြုမှုအနေထိုင်အကုန်လုံးသူ့ရဲ့လောက်ရက်တည်သူကိုယ်တိုင်ပေါ်လည်းကောင်းကျိုးဖြစ်ကြမယ်သူနဲ့အတူတပားသူအတွက်ကိုလည်းကောင်းကျိုးဖြစ်စေရမယ်ဒါဆိုလို့ရှိရင်တော့လူကောင်းလို့ကျွန်တော်သတ်မှတ်လို့ရပါတယ်လူဆိုးကကြတော့တချို့တွေကကြတော့ပတ်ဝန်းကျင်သူတခြားသူတပားသူအပေါ်ကိုတော့စိုးကျိုးမပေးဘူးဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကိုလူဆိုးဖြစ်မှန်းမသိဖြစ်နေတာမျိုးရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့ဆစ်လေးတောက်တာမျိုးအရက်တောက်တာမျိုးအရက်တောက်တာဆစ်လေးတောက်တာကလည်းပတ်ဝန်းကျင်ကိုအနည်းနဲ့များတော့ထိခိုက်တယ်ဆိုပေမဲ့ကိုယ့်ကိုပိုပြီးထိခိုက်တာအဲ့ဒါတွေကိုမသိဘူးကျွန်တော်တို့လူဆိုးဖြစ်မှန်းမသိဖြစ်နေတာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်ခွဲခြားလို့ရပါတယ် နောက်ထပ်မေးခွန်းတစ်ခုပေါ့နော်ဆိုတော့ Agoric Society ထဲမှာ education ကဘာကြောင့်မို့အဓိကအရေးကြီးတဲ့ foundation တွေတဲ့တစ်ခုဖြစ်မယ်လို့ညီလေးထင်လဲ ကျွန်တော်တို့ society ဆိုတာ ਨੇ ကျွန်တော်တို့အိမ်တစ်ခုအိမ်တစ်အိမ်ရပ်ကွက်တစ်ခုမြို့နယ်တစ်ခုနိုင်ငံတစ်ခုမှာအရေးကြီးဆုံးကပညာရေးနဲ့ကျန်းမာရေးပဲဖြစ်ပါတယ်ပညာရှိတဲ့သူကအကြောင်းနဲ့အကျိုးခွဲခြားပြီးသိနိုင်တယ်အကောင်းနဲ့အဆိုးခွဲခြားပြီးသိနိုင်တယ်အဲ့တော့သူလိုချင်တဲ့အကျိုးဖြစ်ဖို့အတွက်ကိုဆိုလို့ရှိရင် तू ကအကြောင်းကိုတေချာစဉ်းစားချင့်ချိန်နိုင်စွမ်းရှိတယ်အားကြောင့်မို့လို့ကျွန်တော်ဒီ society မှာဆိုလို့ရှိရင်လည်းပညာတတ်တဲ့သူကအတတ်နိုင်ဆုံး तू တိုးတက်ရတိုးတက်ကြောင်းလုပ်တယ်အဲ့တိုးတက်ရတိုးတက်ကြောင်းလုပ်နေတဲ့အချိန်မှာပဲ तू ကဘာသူ့ကိုလည်းမထိခိုက်ဘူးအဲ့လိုမျိုးပုံစံမျိုးနဲ့ရှေ့ဆက်တယ်အားကြောင့်မို့လို့ဒီ society မှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ပညာရေးကတော့အရင်ရေးကြည့်ပါတယ်ခင်ဗျာ ညီလေးသာ Mr. Supranational မြန်မာတယောက်ဖြစ်လာခဲ့မယ်ဆိုရင်ဒီတိုက်တဲ့ကိုအသုံးပြုပြီးတော့တခြားသူတွေကိုဘယ်လို inspire လုပ်မလဲ ကျွန်တော်သာ Mr. Supranational မြန်မာတယောက်ဖြစ်လာခဲ့မယ်ဆိုလို့ရှိရင် Mr. တယောက်မှာကိုက်ညီတဲ့ရှိသင့်ရှိတိုက်တဲ့ 4B body beauty brain behavior အဲ့ဒါတွေအကုန်လုံးစံပြတယောက်ဖြစ်နေအောင်ကျွန်တော်ဒီမြန်မာနိုင်ငံကလူတွေတော့ကိုနေမယ်အဓိကကတော့ body အားကြောင့်မို့လို့လဲ Mr. ပြန်ပွဲတွေမှာ swimsuit ဆိုတာထည့်ထားတာယောက်ျားလေးတယောက်မှာရှိသင့်ရှိတိုက်တဲ့ body ဆိုတာလဲရှိဖို့တော့ကိုကျန်းမာရေးလိုက်စားရမယ်နံပါတ်1ချက်ကျွန်တော်ခုနပြောခဲ့သလို beauty body beauty ကိုယ့်ရဲ့အလှပကို view site ကမယ် brain
brain ကကြတော့ကျွန်တော်တို့ဒီခုနကကျွန်တော်ပြောခဲ့သလိုပဲပညာတက်ချင်းကကျွန်တော် brain နဲ့အများကြီးဆိုင်တယ်ကျွန်တော်တို့ communication တွေကျွန်တော်တို့ဝင်တာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လည်းနိုင်ငံခြားကိုသွားတဲ့ခါမျိုးမှာဆိုလို့ရှိရင် communication ဘယ်လိုလုပ်မလဲကိုမြန်မာနိုင်ငံကိုစားပြုသွားမှာဖြစ်တဲ့အတွက်ကိုအတက်နိုင်ဆုံးအကောင်းဆုံးဘယ်လိုချပြမလဲဆိုတာတွေက brain နဲ့အများကြီးသက်ဆိုင်ပါတယ် BVI နဲ့လည်းအများကြီးသက်ဆိုင်ပါတယ်ခင်ဗျအားကြောင့်မလို့ကျွန်တော်ကတော့ဒီ Mr. တယောက်ဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီချက်တွေအကုန်လုံးပါဝင်တဲ့စံပြတယောက်ဖြစ်အောင်ကြိုးစားမယ်အဲ့ဒီစံပြတယောက်ဖြစ်အောင်လည်းဒီမြန်မာလူငယ်တွေအားကြအတူယူနိုင်လောက်စရာ Mr. တယောက်ဖြစ်အောင်နေထိုင်သွားမယ်အဲ့လိုမျိုးပုံစံမျိုးလေးတောင်းမယ်လို့စဉ်းစားထားပါတယ်ခင်ဗျ နောက်9နှစ်မှာပေါ့နော်ညီလေးကိုညီလေးပဲနေရဘယ်လောက်ထိအောင်မြင်မှုရရှိနေမယ်လို့ထင်လဲ နောက်9နှစ်ကိုကျွန်တော်လွန်ခဲ့တဲ့9နှစ်ကတည်းကစဉ်းစားခဲ့ပြီးပါပြီဒီနေရာမှာကျွန်တော်ဒီအနုပညာလောကရဲ့စဝင်မယ်ဆိုကြတဲ့ကျွန်တော်မှာမှန်တယ်ပြောလို့ရှိရင်ဒီအနုပညာအတိုင်းဝိုင်းနဲ့ background မရှိပါဘူးဒါပေမဲ့ကျွန်တော်တက်နိုင်တဲ့ဘက်ကအင်္ဂလိပ်စကားနဲ့ body ကိုတေချာလေးလေ့ကျင့်ခဲ့တယ်အင်္ဂလိပ်စကားဆိုလို့ရှိရင်လည်း substrate လေ့လာခဲ့ body ဆိုလို့ရှိရင်လည်းကျွန်တော် gym မသွားနိုင်ရင်တော့မှပဲကျွန်တော်အိမ်မှာပဲအကောင်းဆုံးရှိတာနဲ့လေ့ကျင့်ခဲ့တယ်နောက်9နှစ်မှာဆိုလို့ရှိရင်လည်းဒီထက်ပိုကောင်းတဲ့ချမ်းမြေ့စော်တယောက်ဖြစ်လာအောင်ကျွန်တော်အကောင်းဆုံးကြိုးစားပါမယ်တေချာတစ်ခုကတော့ကျွန်တော်ဒီအနုပညာလောကထဲမှာပဲရှိနေမယ်အနုပညာတယောက်ပြည်သူလူထုနဲ့ချစ်ခင်မှုအားပေးမှုကိုထိုက်တန်တဲ့အနုပညာရှင်ကောင်တယောက်ဖြစ်အောင်ကျွန်တော်ဒီနေရာမှာပဲရှိအောင်ဆက်ကြိုးစားပါမယ်လို့ပြောချင်ပါတယ် ဟုတ်ကျေးဇူးပါညီလေး ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ group C winner ရန်ကုန် North ချမ်းမြေ့စော်ပဲဖြစ်ပါတယ်ကျွန်တော်ဒီ semi finalist ကနေပြီးတော့တက်ဆင့် super chat winner ရွေးချယ်သွားမှာပဲဖြစ်ပါတယ် super chat winner ဟာဆိုလို့ရှိရင်တော့ grand final မှာ top 10အထိတက်ရောက်သွားမှာပဲဖြစ်ပါတယ်အခုဒီ semi finalist ၄ယောက်လုံးကို judge go 50% နဲ့အတူဒီဒီဇင်ဘာလ10ရက်နေ့မှာကျင်းပမယ် top model challenge မှာပြည်သက်တွေကိုယ်တိုင်ကိုကြလာရောက်ပြီးတော့ပုတ်ပေးနိုင်ဖို့အတွက်ကျွန်တော်စီစဉ်ထားပါတယ်ဆိုတော့ပြည်သက်ဖို့ 50% နဲ့အတူကျွန်တော် judge go 50% နဲ့ကျွန်တော်ရွေးချယ်သွားပြီးတော့ super chat winner ကိုရွေးချယ်သွားမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီဇင်ဘာလ10ရက်နေ့မှာကျင်းပမယ် top model challenge မှာပြည်သက်တွေကိုယ်တိုင်ကိုကြလာရောက်ပြီးတော့ပုတ်ပေးပြီးတော့ super chat winner ကိုရွေးချယ်ဖို့အတွက်ဒီကနေဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ Mr. Supranational မြန်မာ2026 Super Chat Challenge ကနေကြိုဆိုလိုက်ပါတယ်အခုကျွန်တော်နဲ့တူရောက်ရှိနေရတော့ semi finalist တို့ဖြစ်တဲ့ Judge White Cup winner နဲ့ဝင်ရောက်လာတဲ့ Haka ညွန့်သူရာဆိုပဲဖြစ်ပါတယ်ညီလေးမင်္ဂလာပါ မင်္ဂလာပါကိုဟုတ် ဒီနေ့ White Cup winner ဖြစ်သွားတဲ့ခန်းစားချက်လေးတစ်ချက်လောက်ပြောပြပါဦးညီလေး ဝယ်မထင်ထားဘူးเนาะကျွန်တော်မနေ့ကဒီ White Cup ဝင်မှာတော့ကျွန်တော်ကိုယ်တိုင်လည်းမသိဘူးကျွန်တော်လည်းမနေ့ကပွဲတစ်ခုရှိနေတော့သွားတဲ့အချိန်မှာကျွန်တော်အမတယောက်နေတော့ focus လိုက်တယ်ပေါ့White Cup ပါလာပေါ့เนาะကျွန်တော်ထင်ထားတာကတော့ Super Chat က top 3တွေပဲပါမယ်လို့ပြောထားပါပေါ့เนาะဒါပေမဲ့ကိုယ်တိုင်မပါတော့ဘူးထင်တာဒီမှာ White Cup ပါသွားတော့ကျွန်တော်အရင်ပြုံးမိပါလားခင်ဗျ အခု semi finalist ၄ယောက်လုံးပေါ့မေကွန်း၄ခုမိမယ်ပေါ့နော်ဆိုတော့မေကွန်း၄ခုမိပြီးတော့အိမ်မေကွန်း၄ခုကို45စက္ကန့်အခုဖြည့်ဆိုခွင့်ပေးမယ်ပေါ့နော်ဆိုတော့ညီလေးကိုပထမဆုံးမိမယ်အဲဆိုလူဆိုးတစ်ယောက်နဲ့လူကောင်းတစ်ယောက်ရဲ့ကွာခြားချက်ကဘာဖြစ်မလဲ လူဆိုးတယောက်နဲ့လူကောင်းတယောက်ခွာခြားချက်ကတော့ကျွန်တော်ရဲ့ခံယူချက်ပေါ့เนาะကျွန်တော်တွေးတာတော့လူဆိုးလူကောင်းဆိုတာကကျွန်တော်တို့လူမျိုးဘာသာမရွေးအများသောအဖြစ်ဒီတမ်းမှတ်ပြီးခွဲခြားထားတာဟာပေါ့လူဆိုးတယောက်အနေနဲ့ခွဲခြားရမှာဆိုရင်ဒီလူဆိုးတယောက်ကတော့ကျွန်တော်တို့ဒီစီကံမလိုက်နေတဲ့တူဥပဒေကိုချုပ်ဖောက်တဲ့တူအချက်မကောင်းတဲ့တူပေါ့เนาะအဲ့ဒါကျွန်တော်တို့ထင်မိပါတယ်ပေါ့เนาะလူကတယောက်အနေနဲ့ကတော့ကျွန်တော်ဒီအများအခြားသောလူတွေကိုကိုမမဟုတ်ဒီတနာကျင်တဲ့စိတ်ရှိရမယ်ဒီကိုကြိုမကြည့်ပဲနဲ့တခြားကြိုကိုကူညီပေးတဲ့ဟာမျိုးဖြစ်ရမယ်ပြီးတော့တာဝန်ယူပေးနိုင်မဲ့ဟာမျိုးကျွန်တော်လူကတယောက်တော့တတ်မှတ်မိပါလားခင်ဗျဟုတ်ဒါတခုရှိတာကကျွန်တော်လူစုလူကောင်းတဲ့ကိုတတ်မှတ်ဖော်ပြရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီလူစုလူကောင်းဆိုတာကဒီတဘာဝတတ်မှတ်ထားတဲ့အရာတော့မဟုတ်ဘူးပေါ့အဓိကလူတယောက်ရဲ့အပြုမှုကိုခွဲခြားဖော်ပြထားတဲ့ဟာလို့ကျွန်တော်မြင်မိပါတယ်ခင်ဗျဟုတ် ဆိုတော့ accurate society ထဲမှာပေါ့နော် education ကဘာကြောင့်မို့လို့အဓိကအရေးကြီးတဲ့ foundation တွေတဲကတစ်ခုဖြစ်မယ်လို့ထင်လဲ foundation တစ်ခုဖြစ်မယ်ဆိုတော့ဒီလူငယ်တွေပေါ့နော်ခုနဒီကိုကျွန်တော် super nation နဲ့ကျွန်တော်ပြန်နေတဲ့ Mr. မှာဒီလူငယ်တွေအတွက်ဒီနောက်အနာဂတ်ပေါ့နော်ဒီလမ်းပြပေးတယ်ဒီ education တစ်ခုတော့ကျွန်တော်တို့မြင်တာပေါ့နော်ခင်ဗျဟုတ် that question မေးလိုက်မယ်နော်ဆိုတော့ညီလေးတာ Mr. Supranational မြန်မာတယောက်ဖြစ်မယ်ဆိုလို့ရှိရင်ဒီ title ကိုအသုံးပြုပြီးတော့တခြားသူတွေကိုဘယ်လို inspire လုပ်မလဲ ကျွန်တော်အရှိတစ်ခါပြောခဲ့ဘူးဒီလိုပဲကျွန်တော်ဒါတကယ်လို့ဝင်တာဖြစ်ခဲ့မယ်ဆိုရင်ဒီတခြားလူကြောင့် inspire ဘယ်လိုပေးမလဲဆိုတော့ဆံမြတ်မော်နကတယောက်ဖြစ်ရမယ်ဒီကျွန်တော်ကဒီဝင်တာတယောက်ဖြစ်မယ်ဆိုတော့တခြားနိုင်ငံမှာတက်ပြတ်မယ်ဆိုတော့ကိုယ်တိုင်လည်းစီကန်းရှိစွာနေရမယ်အပြောဆိုနေထိုင်ကိုဟန်ပန်ကလို့ပေါ့နော်စစရေးရစီကန်းရှိစွာနဲ့တိမ်မွေးစွာနဲ့နေထိုင်ရမယ်လို့ကျွန်တော်မြင်မိပါလားခင်ဗျဟုတ် နောက်ဆုံးမေးခွန်းတစ်ခုပေါ့နော်နောက်9နှစ်မှာဆိုလို့ရှိရင်တင့်ကိုတင်ဘယ်နေရာမှာဘယ်လောက်အောင်မြင်မှုထိရောက်ရှိနေမယ်လို့ထင်လဲ ဒါကတော့ဒီနောက်အနာဂတ်တစ်ခုပေါ့နော်ဒါတော့ကြိုတင်လို့မမြင်ရဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့ကိုမှတော့ကို plan နဲ့ကိုရှိရပါပေါ့နော်ဒါပေမဲ့ကျွန်တော်ခုဒီအသက်ကျွန်တော်ဒီပြိုင်ပွဲထဲမှာကျွန်တော်အသက်ကြီးဆုံးတရားဖြစ်နေတယ်30နှစ်ရှိပေါ့နောက်9နှစ်ကျွန်တော်39နှစ်နောက်ရှိနေပြီကျွန်တော်ဘယ်လိုဖြစ်မလဲဆိုတော့ခုလောဆယ်ကျွန်တော်ဒီ model ကောင်းအောင်မြင်တဲ့ model ကတရားလို့ဖြစ်ချင်တယ်ပြီးတော့အောင်မြင်ခြင်းနဲ့စီးပွားရေးကတရားဖြစ်ဖို့လည်းကျွန်တော်မျှော်လင့်မိပါလားခင်ဗျဟုတ်
ကဲပါကျေးဇူးပါညီ ကျေးဇူးပါပေါ့ ကျွန်တော်နဲ့အတူရှိနေရတော့ Judge Wine Cup winner ဟာခါညွန့်သူရဆိုပဲဖြစ်ပါတယ်ကျွန်တော်အခု semi finalist ကနေတက်ဆင်ကျွန်တော်တို့ super shot winner ဆိုလို့ရှိရင် grand final မှာ top 10ကိုအလိုလျောက်ဝင်ရောက်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီ semi finalist တွေကိုဘယ်လိုဆုံးဖြတ်မလဲဆိုလို့ရှိရင်တော့ judge score 50% နဲ့အတူကျွန်တော်ဒီဇင်ဘာလ10ရက်နေ့ top model challenge ပိုင်းဝယ်မှာပြည်သက်တွေကိုယ်တိုင်ကိုကြလာရောက်ပြီးတော့ဗုတ်ပေးနေနဲ့ကျွန်တော်တို့ဆုံးဖြတ်သွားမှာပဲဖြစ်ပါတယ် judge score 50% ပြည်သက်တွေပေးတဲ့အမှတ်90ရာခိုင်နှုန်းနဲ့ကျွန်တော်ဆုံးဖြတ်သွားမှာပဲဖြစ်ပါတယ်ဒီဇင်ဘာလ10ရက်နေ့ top model challenge မှာကိုယ်တိုင်ကိုကြလာရောက်ပြီးတော့ဗုတ်ပေးဖို့အတွက်ဒီကနေပြီးတော့ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်